တော်ဟင်းတို့ညာကစာစနီးမောင်နှံဟာအိမ်တလုံးကိုဈေးတရန်လေးနဲ့ရလို့ဝယ်လိုက်ကြပါတယ်။အိမ်ကကောင်းကောင်းတော့ပြောတတ်ဘူးဘတ်ကျူတွေကိုရေးထည့်တာတော့မှချမ်းပေါက်ကဂျုံပြီးအောက်ကိုကြာသွားပါတယ်။ဒါနဲ့တော်ဟင်းတို့လည်းစိတ်ညစ်ညစ်နဲ့လူနာဥယျာဉ်မျိုးတော့တကုံစိတ်ကံ၃လမ်းစီမှာရှိတဲ့တတိယတက်လေးကိုလာရောက်ဝယ်ဖို့ပဲပြင်ဆင်လိုက်ကြပါတယ်။မင်္ဂလာပါမိတ်ဆွေတို့အိမ်တက်အချိုးတော်ဆောင်ယူနာဥယျာဉ်မျိုးတော့တိုက်ခန်းရောင်းဝယ်5 page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်မိတ်ဆွေတို့မိတ်ဆက်ပေးမဲ့ခန်းလေးကတော့၃လမ်းစီမှာရှိတဲ့900ကျော်လေးနဲ့ရမယ်တတိယတက်အခန်းလေးတစ်ခန်းဖြစ်ပြီးတော့ပြင်ဆင်မှုတွေပါဝင်မှုတွေကိုတော့ကျွန်တော်နဲ့တူတူချက်လိုက်ကြည့်ပေးပါအောင်ခင်ဗျ။ဒီခန်းလေးကယူဇနာဥယျာဉ်မျိုးတော့တကုံစိတ်ကန်းမှာတည်ရှိတာဖြစ်ပြီးတော့ ABC ဘလောက်3ခုရှိတာကြကနေ C ဘတ်ချမ်းမှာရှိတဲ့တိုက်ခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်။ပေါ်သုံးလာမဟုတ်ပဲတတိယတက်လေးဖြစ်တာကြောင့်ဈေးနှုန်းလေးကတော့သူ့အနေနဲ့သူအဆင်ပြေတယ်။ပါဝင်ပစ္စည်းလေးတွေအနေနဲ့ကတော့တအိမ်လုံးကျွေပြားဒီဇိုင်းဆက်ဆန်းလေးကပ်ပေးထားတယ်။ဆေးသစ်ပြန်လုပ်ပေးထားပြီးအပေါ်မှာလည်းခေါနာချောင်းအနေနဲ့အလှဆင်ပေးထားတယ်။စကာတင်တွေလည်းတေချာပတ်ထားပေးပြီးတော့ပေါက်တန်မန်းနဲ့ဆန်းရှိတ်တွေလည်းထားပေးတယ်။တကားတွေလည်းကုန်ဆေးပြန်တုပ်ထားပေးပြီးတော့ဒီစဉ်ကတော့အဲချိုးမှုပဲနဲ့အတိုင်းတိဆောက်ပေးထားတယ်။နောက်ဖေးကိုလည်းတန်မန်းအသေးတွေတက်ပေးထားပြီးတော့ safety တွေလုံးဝပြောကြမလို့အောင်ဂုံလုပ်ပေးထားတယ်ပေါ့နော်။တကားတွေလည်းကုန်ဆေးပြန်တုပ်ပေးထားပြီးတော့ယူဇနာဥယျာဉ်မျိုးဆိုတဲ့အတိုင်းပဲခန်းသုံးခန်းနဲ့တော့ဖွဲ့စည်းထားတယ်။ပုတ်ကန်ကိုလည်းတေချာလေးဖွဲ့စည်းပေးထားပြီးတော့ပေါ်ရီတိုင်းကြီးကိုလည်းလှလှပပလေးတင်ပေးထားတယ်။လူကြီးသူမတွေအတွက်အိမ်သာသွားရအဆင်ပြေအောင်လည်းပူတိုင်းလေးနဲ့တက်ဆင်ပေးထားတယ်။ပူတိုင်းလေးအပေါ်မှာလည်းရီတိုင်းကြီးနဲ့တင်ပေးထားတာကြောင့်ရေပြက်လက်တဲ့ခါမှာဗယ်လင်းတကူသုံးလို့ရအောင်စီစဉ်ပေးထားတာဖြစ်တယ်။ဒီခန်းလေးကို965သိန်းညှိနှိုင်းစည်းလေးနဲ့ရမယ်ဗျ။လက်ရှိဒီခန်းလေးကပိုင်ရှင်ကိုစောင့်မျှော်နေသေးတဲ့အခန်းလေးဖြစ်တာကြောင့်မလို့အမြန်ဆုံးလာရောက်စရန်ချထားရင်တော့ပို့ပြီးတော့စိတ်ချရမယ်မိတ်ဆွေတို့။အဲ့တော့ဒီခန်းလေးကိုစိတ်ဝင်စားလင်ပဲဖြစ်ဖြစ်လာရောက်ကြည့်ရှုခြင်းလင်ပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းလို့လင်ပဲဖြစ်ဖြစ်3940 8999 Viber တို့မဟုတ်ကနေဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။လူနာဥယျာဉ်မျိုးတော့တိုက်ခန်းများရောင်းခြင်းလင်ဖြစ်ဖြစ်ဝယ်ခြင်းလင်ဖြစ်ဖြစ်ငှားခြင်းလင်ဖြစ်ဖြစ်အိမ်ထက်အကျိုးတော်ဆောင်ယူဇနာဥယျာဉ်မျိုးတော့တိုက်ခန်းရောင်းဝင်ကမိတ်ဆွေတို့အတွက်အမြဲတမ်းအသင့်ရှိနေပါတယ်ဗျ။အခန်းမှန်စေရမယ်ဈေးတန်စေရမယ်အလုံးမဲကောင်းသောနေလေးကိုပိုင်ဆိုင်ပါစီခင်ဗျ။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။